အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော် PS game မှာရတော့ကျွန်တော်အရင်ဆုံးဟိုကလုပ်ပေးရမှာကျွန်တော် Play Store ရဲ့အရင်ဝင်လိုက်ပါ Call for Surgeon နဲ့တွေ့ရတော့ပါနော်1 PPSS PP လို့ရရှာလိုက်ပါ1ဒီဟာလေးကိုဒေါင်းလော့ဒ်ဆွဲပေးလိုက်ပါ1ကျွန်တော် PS2 PS ဆိုတာလေးလည်းရိုက်ရှာပြီးတော့ဒီက PS2 လေးကိုအဲ့ဒါလေးကို install ပြန်တင်ရမှာဖြစ်ပါတယ်။ဘာလို့ရှိရင်အဲ့ဒါ install တင်ဖို့အဲ့ထဲဝင်လိုက်ပါ။ကျွန်တော်ကတော့အစမ်းပြမဲ့အတွက်ကျွန်တော် go off ဘာနဲ့အရင်စမယ်ပေါ့နော်။ကျွန်တော် go off ဘာကကြတော့ကျွန်တော်ဒီမှာပေါ့နော်။ဒါလေးကို play ဆိုတာကျွန်တော် download ဆွဲပြီးသွားလို့ပေါ့နော်။ဆက်နိုင်တဲ့သူတွေကတော့ဆက်လို့ရပါခင်ဗျာ။ကျွန်တော်ပြီးသွားလို့ရှိရင်download ဆွဲပြီးသွားရင် PPSS PP လေးကိုဝင်လိုက်ပါပြီးသွားလို့ရှိရင်တော့ကျွန်တော်Asperger ဟာလေးကိုဝင်လိုက်ပါပြီးလို့ရှိရင်ဝင်ပြီး sort လို့ရပါပြီခင်ဗျာဝင်ပြီး sort လို့ရပြီโอเคအားလုံးပဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ